ရဲ့တန်တာမှာမကောင်းတဲ့စိတ်တွေဝင်လို့စိတ်ဓာတ်တွေညှဉ်းနှွမ်းနေတယ်စိတ်ဓာတ်တွေလေးလံနေတယ်ထိုင်းမိုင်းနေတယ်ပူလောင်နေတယ်ကိုသိပါတယ်ဟုတ်လားအဲ့ဒါလိုမျိုးငါစိတ်တွေသိမကောင်းဘူးစိတ်ညစ်နေတယ်ဆိုလို့ရှိရင်အသက်ကလေးပြင်းပြင်းလေးတစ်ချက်လောက်ရှူပြီးတော့ကိုယ့်ရဲ့ခေါင်းပေါ်နှစ်ဖူးပေါ်ကိုကိုယ်ဝယ်တဲ့မြတ်စွာဘုရားကိုစိတ်ကူးလေးနဲ့ပင့်ပြီးတော့ဟုတ်လားတို့ကိုယ်ွယ်တဲ့ငါကိုယ်ွယ်တဲ့မြတ်စွာဘုရားဒီအလိုဆန္ဒတွေဘာမှမရှိတော့ဘူးမကျေနပ်မှုတွေစိတ်ဆိုးမှုတွေစိတ်ပြတ်မှုတွေဒေါသတွေလည်းဘာမှမရှိတော့ဘူးမသိတဲ့မောဟတွေလည်းဘာမှမရှိတော့ဘူးစိတ်ရဲ့အညစ်အကြေးကိလေသာပူလောင်မှုတွေဘာမှမရှိတော့ဘူးလို့မြတ်စွာဘုရားရဲ့ကိလေသာငြိမ်းတော်မူပုံကိုလှမ်းပြီးတော့အာယုံပြုတ်ကြည့်လိုက်ဟုတ်လားတခါကြီးမိုင်များဖယားဓာတ်ပေါ့နော်ဗုဒ္ဓဓာတ်ကိုမိမိတန်တန်မှာကူးဆက်စေတယ်လို့ခေါ်တယ်ဟုတ်လားမြတ်စွာဘုရားရဲ့ဓာတ်တတ္တိတွေကိုမိမိရဲ့စိတ်နှလုံးထဲကိုကူးပြီးတော့ယူလိုက်တာပေါ့ဟုတ်လားစိတ်ကူးလေးနဲ့ဘုရားကိုပင့်အလေးအကျင့်လှုပ်သွားလို့ရှင်လွယ်မှာနော်အသက်ကလေးကိုပြင်းပြင်းလေးဝါအောင်ရှုပြီးတော့ဩငါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားလောဘဒေါသမောဟအပူဓာတ်အလောင်ဓာတ်တွေလုံးဝကင်းလို့ပဂရိအေးချမ်းတည်ငြိမ်ကြည်လင်တဲ့စိတ်ရှိတော်မူပါတကားလို့အဲ့ဒါလိုလေးစဉ်းစားအာယုံပြုလိုက်တာနဲ့တပြိုင်တည်းတည်းမိမိရဲ့စိတ်ထဲမှာအေးချမ်းမှုမြတ်စွာဘုရားရဲ့ဓာတ်ဟာအထိုက်အလျောက်ဘာဖြစ်လာမလို့ကူးဆက်လာမယ်ဟုတ်ရဲ့လားတခါကြီးမိုင်များအေးကိလေသာဟုအပူခတ်သိမ်းအကုန်ငြိမ်းသဖြင့်အင်းငြိမ်းရှင်ဖြိုးနတ်လူမြမတတဝါပေါင်းတို့၏ပူဇော်ထုကိုခံတော်မူခြင်းကထိုက်တန်တော်မူပါပေသောမြတ်စွာဘုရားဟုတ်လားမြတ်စွာဘုရားမှာကိလေသာအပူဓာတ်တွေအလောင်ဓာတ်တွေဘာမှမရှိလို့ပဂရိအေးချမ်းပဂရိတန်ရှင်းစင်ကြယ်တဲ့စိတ်နှလုံးကိုပိုင်တော်မူလို့လူတွေနတ်တွေမြမတွေတတဝါတွေအားလုံးရဲ့ကိုယ်ွယ်ခြင်းပူဇော်ခြင်းကိုခံထိုက်တဲ့မြတ်စွာဘုရားမြင့်မြတ်လွန်းတော့ပူဇော်တိုက်တာဟုတ်ရဲ့လားအဲ့ဒါလိုမျိုးမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုကိုသိထားသလောက်ပေါ့နော်ဘေးသက်တို့မှာအများကြီးသိမှာပါဟုတ်လားဦးဇင်းကအဲ့ဒါတွေကိုအကျဉ်းတုံးမပြောဘူးနော်အချိန်အနေအထားရဟုတ်လားအဲ့တော့ပထမနေ့ကမြတ်စွာဘုရားရဲ့ကောင်းတဲ့ဓာတ်တွေမြတ်စွာဘုရားမှာမကောင်းတဲ့ဓာတ်ရဲ့လို့မရှိတော့ဘူးဟုတ်လားအဲ့ဒါလိုအရဟန္တဓာတ်ကိလေသာခံသိငြိမ်းတော်မူတဲ့နော်အရဟံဂုဏ်ပေါ့နော်အဲ့ဒီဂုဏ်တွေကိုမိမိတန်တန်မှာရောက်အောင်စိတ်ကိုအာယုံပြုပြီးတော့ဓာတ်ကူးကြည့်တာပေါ့ဟုတ်လားအေးအဲ့ဒီနီးကလေးနဲ့ကြိုးစားမယ်ဆိုရင်ကောတရားဓမ္မတို့ဦးဇင်းတို့တွေမှာအဲ့ဒီအခိုက်အတန့်အဲ့ဒီတည်ငါမှာစိတ်ကောင်းနှလုံးကောင်းလေးတွေရှိနေတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့ဒါလို့ဘုရားရဲ့ဂုဏ်ဘုရားရဲ့အည်အသွေးကိုအာယုံပြုနေတဲ့အချိန်မှာမကောင်းတဲ့အလိုဆန္ဒတွေမရှိဘူးဟုတ်လားမုန်းတိမှုတွေနာကျင်မှုတွေမကျေနပ်မှုတွေရှိပါမလားမရှိဘူးမကောင်းတဲ့စိတ်တွေအဲ့ဒီအချိန်မှာလုံးဝမရှိဘူးအဲ့ဒီအချိန်မှာကောင်းတဲ့စိတ်တွေပဲဖြစ်နေတယ်ဟုတ်ရဲ့လား